တချင်းကဝေဖန်ခဲ့တဲ့သူတွေအားကြရောက်လာအောင်ဝေကြီးပြေဆောင်သွားတဲ့ပြင်တားလေးရဲ့မမီပါဖြစ်သွားခဲ့တဲ့ညမြတ်သူအားလုံးမင်္ဂလာပါတဆက်လေးပေးတဲ့ညူပေးကနေပြန်လေးရကြိုဆိုလိုက်ပါရယ်ညမြတ်သူကိုတစ်ချိန်ကတော့ရုပ်ဆိုးမလေးဆိုပြီးမိကလေးချင်းချင်းကအထင်သေးခဲ့ကြပါရယ်လူသိများတဲ့ဆယ်လီဖြစ်ချင်သူညမြတ်သူကအလှမဲထင်ဝဲဒီကိုတဲ့ဝင်တိုင်ခဲ့ပါသေးတယ်သူရဲ့ရုပ်ရည်နဲ့ခန္ဓာကိုယ်ကြိုးစားကအလှမဲဖြစ်နိုင်ကြောင်းဝိုင်းဝန်းခဲ့ခဲ့ကြပါရယ်အကြီးမှလည်းကံမကောင်းခဲ့ပေနဲ့မကြာခဏသိခွေခဲ့ရတဲ့ညမြတ်သူဟာ2025ခုနှစ်မှာတော့လူအများအားကြရအောင်ပြောင်းလဲသွားခဲ့ပါပြီ။ဇလန်တိုလေးတွေရှိတ်ကူးပြီးတဲ့နောက်ဝေကြီးချလာသူတယောက်လိုဖြစ်လာပြီးသူ့ရဲ့ရုပ်ရည်ကလည်းပြောင်းလဲသွားပါတယ်။ဝေကြီးတဲ့နိုင်တာကြောင့်ရုပ်ရည်ကိုလည်းလှအောင်ပြည့်နိုင်ခဲ့ပြီးကိုလေးတုံကိုလည်းရှုတ်ချလိုက်ပါတယ်။အဝိစားနဲ့သပင်ပုံစံကိုပြောင်းလဲလိုက်တဲ့အခါရင်းမြစ်သူလည်းနှပါရဲ့မိန်းကလေးဖြစ်သွားပါတယ်။ဘေးယောက်ျားလေးကမှသူ့ကိုအတိမချိုက်တာဘူးလို့ထင်ချပေမဲ့အခုတော့နေမြတ်သူကသူ့ထက်အားနေငယ်တဲ့ကောင်လေးနဲ့လက်ထပ်လိုက်ပြီးဖြစ်ပါတယ်။သူ့ရဲ့ခင်မုန်းတွေကပဲစတင်လက်ထက်ခွင့်တောင်းခဲ့တာဖြစ်ပြီးရင်းမြစ်သူကိုလည်းမျက်နှာမငယ်အောင်ထားနိုင်သူပါတက်ချက်ပြီးမကြခင်မှာပဲတားလေးကိုမွေးဖွားလိုက်ပြပြီးဖြစ်ပြီးသူ့ရဲ့ဘဝကခြားတယောက်လိုထင်ရလာအောင်တည်ငြိမ်အေးဆေးသွားပြီးဖြစ်ပါတယ်အရင်တော့ကတော့ရင်းမြစ်သူကရေးစားတွေထားခဲ့မှုပြီးအသေးတွေလည်းမကြခဏကွဲခဲ့ရပါတယ်သူ့ကိုတကယ်မချစ်ပင်နဲ့ခဏတာတော့ပဲလာတွဲခဲ့ကြပြီးအသေးကွဲပြီးရမှဖြစ်သွားခဲ့တာပါလူရွှေမှန်သွားတဲ့ရင်းမြစ်သူကိုသူ့ရဲ့ချစ်သူကမိသားဘာသာပြီးအားရောက်တောင်းရလက်ထက်ခဲ့ပါတယ်တစ်ချိန်အောင်လူအများရဲ့ဝိဖန်မှုကိုအပြင်းထန်ခံခဲ့ရပေမဲ့လည်းလူသိရှင်ကြားနဲ့ထလိုက်ကကလေးမွေးပွားလိုက်ပါတယ်။သူ့ရဲ့ကလေးကရသားလောက်သေးတာရှိသေးပေမဲ့လည်းအင်းမြင့်သူနဲ့ရုပ်ချင်းစင်နေပါတယ်။အထင်မဲ့ပဲနဲ့ကလေးရလာခဲ့တာကိုတောင်နင်းမြင့်သူကမဖေးရှားဖြစ်ပဲသူ့ရဲ့ချစ်သူနဲ့လက်ထပ်ပြီးတော့ရအောင်ဝင်ခဲ့ပါတယ်။မငွေကောင်းနေချိန်မှာကလေးမွေးပွားလိုက်ရင်သူ့အတွက်အဟန်တာဖြစ်နိုင်တာကိုသိပေမဲ့လည်းနင်းမြင့်သူကတော့ကလေးကိုပဲရွေးချယ်လိုက်ပါတယ်။သူ့ကိုထင်သေးခဲ့ကြပေမဲ့လည်းလက်တွေ့မှာတော့မိခင်စိတ်ပြည့်ရှိသူဖြစ်ပါတယ်။အရှင်ကပေါက်ကြရလို့ပြလို့သူ့ကိုထင်သေးခဲ့ကြပေမဲ့လည်းအခုတော့သူ့ဘဝကတင်းငယ်အေးဆေးပြီးတော့မမီဘဝကိုတောင်မှရှောက်သွားပါပြီ။သူ့ရဲ့ခင်မွန်တဲ့အလိုလေးသေးမရှိအောင်ယူဆိုင်ပေးတာကြောင့်ရင်းမြစ်သူကပျော်ရွှင်နေရပြီးကေးရီခဲ့သူတွေအားကြရောက်လာအောင်ပြောင်းလဲသွားခဲ့တာပါ။တစင်ရတော့ရင်းမြစ်သူကိုရုပ်ဆိုးမှပြဲနေခဲ့ကြပြီးခွေးပြောက်သွားမယ်သူ့ကပဲထင်ခဲ့ကြပါရီ။အခန်းချင်းစိတ်နဲ့ဂျူဆိုင်ရင်ဝင်းဝေးလေးကောင်းလာခဲ့တယ်လို့တက္ကသိုလ်ကိုလည်းပြန်တက်လိုက်ပါသေးတယ်။အပြောင်းလဲနိုင်တဲ့အရာမရှိဘူးဆိုတဲ့အတိုင်းသူ့ရဲ့ရှုပ်ရည်ကလည်းကြီးကောင်းလာပြီးငါးနှစ်ငယ်တဲ့မောင်လေးနဲ့တောင်မှလက်ထက်သွားနိုင်ခဲ့ပါရီ။ရင်းမြစ်သူကိုအထင်သေးတဲ့သူချို့ဟာအခုထိအထဲကွဲနေပေမဲ့လည်းသူ့ဘဝမှာသားလေးကလေးရောက်လာပြီဖြစ်လို့ဒီထက်မကပိုပြီးတည်ငြိမ်သွားတော့မှာပါအချို့တွေကတော့ရင်းမြစ်သူကိုလက်ထက်ပြီးတော့လာနေငယ်ကြမှာရင်ကလေးမွေးတယ်ဆိုပြီးခေးကျင်ကြပါရီရင်းမြစ်သူကိုသူ့ရဲ့ချစ်သူကလည်းတောင်းဝင်ယူတာကြောင့်တင်းတင်းတက်လက်ထက်ပြီးကလေးကိုမွေးဖွားလိုက်တာဖြစ်ပါရီဆိုရှယ်မီဒီယာမှာမြင်တဲ့အရာတိုင်းကလည်းအမှန်မဟုတ်နိုင်မင်းနဲ့ရင်းမြစ်သူကတော့သူ့ကလေးတွေတက်တိရှိရဲ့မမေတယောက်ဖြစ်ပါရီအချီးမှကံမကောင်းပေမဲ့လည်းလူရင်းမှန်ပြီးနောက်မှာချစ်စရာကောင်းတဲ့ကလေးရဲ့မမေဖြစ်သွားတဲ့ရင်းမြစ်သူကိုအားကျနေပြီလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်။ကြည့်ရှုအားပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။